ယောဂဝေဒနာတွေကင်းရှင်းပြီးတော့ကျမ်းမာရေးတဲ့အဲ့ဒီကျမ်းမာရေးဆိုတဲ့လိုအပ်ချက်ပြည့်ဖို့ရအတွက်ဘာလုပ်ရမလဲဘုရားခြုံငုံပြီးတော့ဟောလိုက်တာဒီကျမ်းမာရေးရချင်လို့ရှိရင်တဲ့ကိုယ်နဲ့တင့်တော်တာကိုလှုပ်ဆောင်တတ်ဖို့လိုအပ်တယ်အလုံးဟာရွေးချယ်ပြီးတော့နေတတ်ဖို့လိုတယ်တဲ့ကျမ်းမာဖို့အတွက်ရွေးချယ်နေတတ်ရမယ်ဆိုပါစို့အေးလွန်ခဲ့တဲ့ရာသီဥတုနဲ့မတည့်ဘူးဆိုရင်အေးလွန်ခဲ့တဲ့အရာမှမနေသင့်ဘူးပေါ့ကိုယ်နဲ့မတည့်ဘူးဆိုလို့ရှိရင်မနေသင့်အပူလွန်ခဲ့တဲ့ရာသီဥတုနဲ့ကိုယ်မတည့်ဘူးဆိုလို့ရှိရင်အပူလွန်ခဲ့တဲ့ရာသီဥတုရှိတဲ့နေရာမနေသင့်ဘူးရွေးချယ်ပြီးတော့နေရဒီရက်ကွက်မှာနေလို့ဒီရက်ကွက်ကချမ်းမရေးမရဘူးဆိုလို့ရှိရင်ဒီရက်ကွက်မှာမနေသင့်ဘူးချမ်းမရေးရနိုင်တဲ့ရက်ကွက်မျိုးမှာနေသင့်တယ်အဲ့ဒါတွေအကုန်လုံးကိုဆိုလို့ဒီအစာစားလို့ကျမ်းမာရေးမပြည့်စုံဘူးဆိုရင်အဲ့ဒီအစာမစားနဲ့ဒီအစာစားမှကိုယ်နဲ့သင့်တော်ပြီးတော့ကျမ်းမာရေးပြည့်စုံနေဆိုရင်အဲ့ဒီအစာကိုစားဒီလိုဆိုလို့လားနာနဲ့စောစောထားပြီးတော့လမ်းလျှောက်လို့ကိုယ့်အတွက်ကျမ်းမာရေးဆင်ပြေတယ်ဆိုရင်လမ်းလျှောက်နာနဲ့စောစောထားပြီးလမ်းလျှောက်လို့ကျမ်းမာရေးအတွက်ဆင်မပြေဘူးဆိုမလုပ်နဲ့ဒါကိုဆိုလို့လားကျမ်းမာရေးအတွက်တယောက်နဲ့တယောက်တူချင်မှတူတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဟောတဲ့စကားလုံးကအမှန်တမ်းခြုံမိငုံမိတယ်ကိုနဲ့တင့်တော်မြတ်တာလောက်ပါတဲ့အဲ့ဒါဆိုလို့ရှိရင်ချမ်းသာပါလိမ့်မယ်ကိုချမ်းသာဖို့အတွက်လူလောကမှာလူတွေကစီးစိမ်ဥစ္စာရှိုံနဲ့မလုံလောက်ဘူးလှပအောင်ပြင်ဆင်ထားရုံနဲ့မလုံလောက်ဘူးချမ်းသာဖို့လည်းလိုအပ်တယ်ဒီချမ်းတော်ချမ်းသာခြင်းလည်းမတည့်တာတွေစားတယ်မတည့်တဲ့နေရာမှာနေတယ်မတည့်တဲ့အနေအထိုင်တွေမတည့်တဲ့အစားအသောက်တွေဒီလိုတွေနေကြနေမယ်ဆိုလို့ရှိရင်ချမ်းသာရေးဆိုမရနိုင်ပါဘူး